သူမရဲ့ကြီးတွေကိုပိုပြီးတေးစီနိုင်အောင်လုပ်ဖို့အတွက်လူသက်သမားဖြစ်တဲ့လီဆာကကလိယာနဲ့ကြီးကောင်းတွေကိုဖြုတ်ထုတ်လိုက်ပြီးကြီးအခွင့်တွေကိုလှည့်ပတ်နိုင်တဲ့စက်တရိယာတစ်ခုနဲ့ချိတ်ဆက်ခဲ့တယ်။ပြီးတော့အမုံကျန်းစာအနှဲငယ်ကိုပုံတရံခွက်ထဲထည့်ပြီးအထူးဓာတုတစ်မျိုးထည့်ထည့်ခဲ့တယ်။အရာနှစ်ခုပေါင်းစည်းသွားတဲ့အခါအသစ်ဖန်တီးထားတဲ့ခရစ်စတယ်ကြီးကောင်းနဲ့ကြီးအခွင့်ကိုအဲ့ဒီစက်နဲ့ချိတ်ဆက်လိုက်တယ်။စက္ကန့်အနှဲငယ်အတွင်းမှာပဲစားကြီးတစ်လုံးပြီးစီးသွားခဲ့တယ်။ဒီလိုကြီးတွေဟာကိုခန္ဓာအပူကြောင့်ကိုယ်ထဲမှာဖြည်းဖြည်းချင်းပျော်ဝင်သွားပြီးသက်သေအထောက်အထားမကျန်စီဘူး။လီဆာမှာဒီလိုကြီးတွေအများကြီးရှိခဲ့တယ်။စားဒီမကပဲတကြားချောကလက်ကျူးနဲ့မှာစင်တူတဲ့ကြီးတွေကိုဖန်တီးခဲ့ပြီးအားလုံးဟာတက်သေးမကြိုင်အောင်ပျောက်ကွယ်သွားစေဖို့ရည်ရွယ်ထားတာတွေဖြစ်တယ်။သို့ပေမဲ့သူမရဲ့မိတ်ဖတ်ပေးထားတဲ့စနိုက်ပါတနက်ကသူမနဲ့မကိုက်ညီခဲ့ဘူး။တနက်တန်းကရှည်လို့ပစ်မှတ်ကိုတိကျစွာချိန်ညှိဖို့ခက်ခဲစေတယ်။ဒါကြောင့်သူမကတိုင်းတာပြီးအပေါ်အရှည်ကိုအမှတ်တားလို့ကချင်းဆောင်နဲ့ချက်ချလိုက်တယ်။နောက်ပြီးတော့ဂိုင်းတွေရလွယ်ကူဖို့တနက်တန်းအောက်ခြေမှာနွားရည်တစ်ပိုက်ထပ်တင်ခဲ့တယ်။ကိုယ်တိုင်ပြင်ဆင်ထားတဲ့တနက်နဲ့မမြင်ရတဲ့ကြီးတွေကြောင့်လီဆာဟာမီတာ1000အကွာကဖိမှတ်ကူတော့လွယ်လွယ်ကူကူထိမှန်နိုင်ခဲ့တယ်။ဒါပေမဲ့စီစဉ်မှုအားလုံးကိုတေချာလုပ်ထားပေမဲ့မစ်ရှင်တွေမှာတခုခုတော့မမှန်ကန်သွားခဲ့တယ်။မိဖတ်ပြီးတဲ့သတင်းအချက်အလက်အရလီဆာကဖိမှတ်ရှိတဲ့အဆောက်အဦကိုမျက်နှာချင်းဆိုင်တဲ့အဆောက်အဦထဲသွားခဲ့တယ်။ဒါပေမဲ့နေခင်းပါဖြစ်နေသေးတဲ့အတွက်တနက်ဖြစ်တန်ကလွယ်လွယ်ကူကူသတိပြုနိုင်လို့သူမကနာရီ8နာရီကြာစောင့်ခဲ့ရပြီးအလွန်ပင်ပြင်းရည်နေခဲ့တယ်။ညရောက်လာတဲ့အခါသူမကစနိုက်ပါတနက်ကိုအမြန်တက်ဆင်ပြီးလမ်းတစ်ဖက်ကလူကိုချိန်လိုက်တယ်။အလွန်မောင်းနေလို့ night vision စကုတ်ကိုဖွင့်လိုက်တယ်။ဒါပေမဲ့ရုတ်တရက်ပြစ်မှတ်ကမြူးလင်းလိုက်တာကြောင့်အလင်းရောင်ကလီဆာရဲ့မေလုံးကိုတိုက်ခိုက်တယ်လို့ဖြစ်ပြီးမျက်စိမမြင်နိုင်တဲ့လောက်ဖြစ်သွားတယ်။သူမကချက်ချင်း night vision ကိုပိတ်လိုက်တယ်။မျက်စိပြန်ရှင်းသွားတဲ့နောက်စကုတ်ကိုပြန်ညှိပြီးထပ်မံချိန်လိုက်တယ်။ပြစ်တော်မဲ့အချိန်မှာပဲအဲ့ဒီလူကဖုန်းဆက်လာတယ်။အဲ့ဒီအချိန်တိတိမှာပဲလီဆာရဲ့ဖုန်းလက်လန်းလာတယ်။သူမပြန်ကြည့်တဲ့အခါမီးပိုင်းတွေကကောင်းကင်ကိုလင်းထိန်စေပြီးအဲ့ဒီလူရဲ့မျက်နှာကိုပြက်ပြက်သားသားမြင်လိုက်ရတယ်။သူမအားထွားတာကအဲ့ဒီလူဟာသူမရဲ့ချစ်သူဖြစ်နေတာပဲ။လီဆာကချက်ချင်းတနက်ကိုချလိုက်တယ်။ဒါပေမဲ့အဖွဲ့အစည်းကဒီအခြေအနေကိုကြိုတင်တွက်ချထားပြီးသားဖြစ်ခဲ့တယ်။သူတို့ကအဲ့ဒီလူရဲ့အိမ်ထဲကိုလူသက်သမားအခြားတွေကိုအရင်တင်ပို့ထားပြီးသား။လီဆာကသူမရှိတဲ့နေရာကနေအတွင်းမှာတိုက်ခိုက်မှုဖြစ်ပွားနေတာကိုမြင်တွေ့ခဲ့တယ်။သူမကစနိုက်ပါတနက်ကိုထပ်မံတက်ဆင့်လိုက်တယ်။ဒါပေမဲ့စိတ်ထဲမှာအလွန်ခွဲခြားမရဖြစ်နေခဲ့တယ်။တစ်ဖက်မှာသူမယုံကြည်ရမယ့်မိတ်ဖက်တွေရှိရဲ့။အခြားတစ်ဖက်မှာတော့သူမချစ်တဲ့လူရှိနေခဲ့တယ်။ဘယ်သူကိုကာကွယ်ရမလဲဆိုတာကိုသူမမဆုံးဖြတ်နိုင်တော့ခဲ့ပါဘူး။